Hello, hello မင်္ဂလာပါဒီနေ့ကျွန်တော် brother တို့ကိုကျွန်တော်ဒီ channel လေးကိုအခုလို post တင်တဲ့အခါမှာအောက်က pattern လေးတွေပါပြီးတော့ထားကြဖြစ်စီမယ်ပြောဆိုလိုနီးပေါ့ channel လေးကိုဘောထင်တွေကိုတင်ပြမှာဖြစ်ပါတယ်ရင်တော့ကျွန်တော် video မဆက်ခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရင်လုပ်ရတင်လို့လိုက်ပါ like လေးပေးခဲ့ပါအောင်ဘေးနားလေးက video တွေနဲ့တည်အောင်ခေါင်းလောင်းလေးနဲ့နှိပ်ခဲ့ပါအောင်ပြီးတော့ user တိုင်းဝင်လို့ချင်းကျွန်တော်ရဲ့ channel မှာလာရောက်ဝယ်လို့ရပါတယ်ဟုတ်ကဲ့ပါကျွန်တော်မို့လေလာချိုင်းပေးဖို့မျှော်လင့်ပါတယ်ဘာလို့ဆိုကျွန်တော်စူးစမ်းနေလုံငယ်မလို့ sporting ပေးကြပါโอเคကျွန်တော်တို့အဲ့ဆိုရင်တော့ဘောစာထည့်တဲ့အကြောင်းရှင်းဆုံးကျွန်တော်တို့ channel ရဲ့တခုစထောင်မယ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော် channel လေးကိုနှိပ်ပြီးတော့ new channel လေးကိုနှိပ်မယ်ပြီးတော့ကိုယ်စိတ်ကြရနာမည်လေးကိုရေးလိုက်ပါရောကျွန်တော် description မှာလည်းဒီကျွန်တော်ကိုယ်ကြိုက်တာလေးကိုရေးပြီးတော့ကျွန်တော်တို့ဒီလာဝယ်ကြဆိုပြီးတော့ပဲရေးလိုက်မယ်ဟုတ်ပြီโอเคကျွန်တော်ပြီးရ display ကိုနှိပ်ပြီးတော့ public channel မှာပဲလုပ်လို့ရမယ်เนาะ private channel ဆိုလို့ဒီမှာမဟုတ်ဘူးโอเคကျွန်တော် link မှာဘယ်လိုလုပ်မလဲโอเคကျွန်တော်ခုနနာမည်လေးကိုပဲပြန်ထည့်ပေးလိုက်မယ်အသေးတွေနဲ့ပဲเนาะ small letter လေးနဲ့ပဲထည့်ပေးပါထည့်ပြီးတော့ကျွန်တော်တို့ကနန်းနှလုံးလားမတစ်လုံးစက်ကြရလေးထည့်ပေးလို့ရပါတယ်ကျွန်တော်နှလုံးထည့်ပေးလိုက်တဲ့ okay ပြီးတော့ display တာနဲ့ဒူထည့်ခိုင်းတာပေါ့ကျွန်တော်တို့ကြော်လိုက်မှဖြစ်ပါတယ်โอเคဒါဆိုရင် channel တစ်ခုရသွားပြီ channel လေးကိုပေါ်ထည့်ဖို့အတွက်ကျွန်တော် search bar ကိုသွားပြီးတော့ရှာပေးမယ် channel hair ဆိုပြီးတော့ရှာလိုက်မယ်channel hair ဆိုပြီးရှာရင်အပေါ်ဆုံးမှာတွေ့သွားလိမ့်မယ်โอเคအဲ့ဒါကျွန်တော်ခုန start လုပ်ပြီးသားမလို့ခုကကျွန်တော်ပြန်လုပ်ရမယ်start ဆိုပြီးကျွန်တော်နှိပ်လိုက်မယ် brother တို့ start ဆိုပြီးနှိပ်လိုက်ပါโอเค start ဆိုပြီးနှိပ်တဲ့အချိန်မှာတို့ဒါမျိုးလေးပါလိုက်တဲ့အချိန်မှာ add channel ဆိုတာလေးကိုနှိပ်ပေးမယ်โอเคတော့အဲ့ link လေးကိုကိုကူးလိုက်မယ် copy ကူးလိုက်မယ် link လေးကို copy ကူးပြီးသွားပြီဆိုရင်ကျွန်တော်ရဲ့ channel ကိုတစ်ခါပြန်သွားမယ် channel ရဲ့admin ခန့်တာပေါ့ဗျာအဲ့ admin ဆိုတာလေးကိုနှိပ်မယ်โอเคပြီးတော့ကျွန်တော်တို့ search bar မှာခုနရဲ့ user ရဲ့ copy လေးကိုထည့်လိုက်မယ်အဲဆိုရင်တော့ကျွန်တော်အပေါ်ဆုံးမှာတွေ့ကြလိမ့်မယ်အဲ့ဒါကို money message ကလို့ရင် channel တွေအကုန်လုံးကျွန်တော်တို့ပိတ်ပြီးလို့ရတယ်เนาะโอเคကျွန်တော် money message ကလို့ channel တွေပိတ်ပြီးလိုက်မယ်ပြီးရင် test နှိပ်လိုက်မယ်โอเคအဲ့ဆို channel တွေကိုဘောထည့်သွားပြီပြီးတော့ကျွန်တော်တို့ခုနဘောတွေကိုပြန်ဝင်ကြည့်မယ်โอเคသူကအောင်မြင်ပါလို့ပြရတယ်အဲ့ဆိုကျွန်တော်တို့ post တင်မှာမလို့ menu လေးကိုနှိပ်မယ်ပြီးတော့ create post ကိုနှိပ်မယ်ပြီးတော့ notification ရဲ့ဘေးနားလေးကဟာကို yes ဝင်နှိပ်လိုက်မယ်โอเคကျွန်တော်ဘာရေးမလဲ next ကိုနှိပ်ပြီးတော့ကိုကြိုက်တာတဲ့တခုရေးလိုက်မယ်ကျွန်တော်တို့ဒီ diamond ဈေးလိုပဲရေးလိုက်ရင်ကောင်းမလားကျွန်တော်ဘာရေးရင်ကောင်းမလဲဆိုတော့ okay diamond ဈေးလိုပဲရေးလိုက်မယ်နော် brother တို့ okay diamond ဈေးကြည့်ရန်ဈေးကြည့်မယ်လို့diamond ဈေးလိုပဲရေးလိုက်မယ်ကြည့်မယ်ဖြတ်လိုက်ပြီးတော့ diamond ဈေးကိုရေးလိုက်မယ်โอเคကျွန်တော်တို့ဆို link လောက်ခိုင်းတယ်ပေါ့အဲကျွန်တော်တို့ရင်ဆုံး channel တွေကိုခဏပြန်သွားမယ်လေးစားခိုင်းတယ်ဆို channel တွေကိုပြန်သွားမယ်โอเคအဲ channel တွေမှာကျွန်တော်ဒါတော့ diamond brother ဆို diamond bright ထဲမှာကျွန်တော် diamond bright မထည့်လို့ diamond လုပ်ပေးတာdiamond ဆိုပြီးလုပ်ပေးတာပေါ့အဲပြီးအဲ့မှာ copy link ဆိုတာလေးကိုယူလိုက်မယ်ပြီးတော့ခုနက border ကိုတစ်ခါပြန်သွားမယ်ဒီတော့ကျွန်တော်pattern မှာကျွန်တော်ပုံမဲ့စာသားလေးကိုကျွန်တော်ရေးပြရမယ်ကျွန်တော်ဈေးကြည့်ရန် diamond ဈေးကြည့်ရလို့ပဲရေးပြနေမယ် okay ဈေးကြည့်ရလို့ပဲရေးလိုက်မယ်ဈေးကြည့်ရဆိုပြီးတော့ကျွန်တော်တို့ဒီနေ့ desk tool လေးခံမယ်ပြီး space ချမယ်ပြီးရင် link ပြန်ထည့်ပြီးတော့ကျွန်တော်ပို့ပေးလိုက်မယ် okay ဒါဆိုရင်တော့ကျွန်တော်တို့တရားလေးဖြစ်သွားမယ်ဈေးကြည့်ရဆိုတော့ပြရဲတဲ့ okay အဲ့ဆိုကျွန်တော်တို့ sample ဆိုနှိပ်ပေးမယ် sample ကိုနှိပ်လိုက်မယ်sample နဲ့ဆိုတော့တွေ့ပါမယ်ကျွန်တော်တို့ reaction လေးထည့်လို့ရတယ်เนาะ add reaction လေးကိုနှိပ်မယ်ပြီးတော့ကိုကြိုက်တဲ့ emo လေးတွေထည့်ပြီးလို့ရတယ် space လေးတွေချပြီးတော့သူကတော့10ခုထိထည့်လို့ရတယ်လို့ပြောတယ်ကျွန်တော်5ခုပဲထည့်လိုက်မယ်ဒီကြားတော့ကြုံအားလေးထည့်ပေးလိုက်မယ်ဟို brother တော့ကြိုက်တဲ့ထည့်ပါကျွန်တော်တို့ဒီအတိုင်းပဲပေါ်ဆုံးမှာတွေ့ရဟာလေးပဲထည့်ပေးလိုက်မယ် okay ပြီးတော့ကျွန်တော်တို့ sample မှာ yes ပြီးနှိပ်လိုက်ပါသူတို့အဲ့ဒီပြပဲအဲ့ဆို confine standing ဆိုတာလေးကိုနှိပ်လိုက်မယ်အဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel မှာတင်ပြီးတော့ပဲဖြစ်ပါတယ် okay ဒါဆိုရင်ရပါပြီokay brother တို့အခုလိုကြည့်ပြီးတဲ့အတွက်ကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ပေးကြပါအောင်အဲ့တော့ UC Diamond လို့ရင်လည်းကျွန်တော်ရဲ့ all for one channel မှာလာရောက်ဝယ်လို့ရပါတယ်ဟုတ်ကျေးဇူးပါ